ကူရေးလုံးနေပါသည်စကားတူတူပြောပါ Okay စမ်းမနော် ready Okay 1 Okay 5 4 2 go video လိုက်ပါတော့ Okay ဟဲ့စမ်းမယ်နာမည်နဲ့ရွာမိတ်ဆက်ပေးပါဦး စားလား နေစ Okay Okay နာမည်နဲ့ရွာမိတ်ဆက်ပေးပါဦး ကျွန်တော်နာမည်က Michael ခါလို့ခေါ်ပါတယ်မင်ပီကတော့ Kaisan Pao လို့ခေါ်တယ်ရွာကတော့ခေါ်ဆောက်ရွာဖြစ်ပါတယ် မလေးရှားစီးရင်အတင်းတော်မှာပါဝင်ဖြစ်တဲ့အကြောင်းလေးတစ်ချက်ပြောပြပါဦး ကျွန်တော်ကမလေးရှားကို2025 January 3ရက်နေ့ကရောက်တယ်ဆိုတော့ကျောင်းလာတက်တာပေါ့ဆိုတော့3ရက်နေ့ကရောက်တယ်9ရက်နေ့ကျတော့ဘုရားကျောင်း DMS ဆိုင်ကိုရောက်လာတယ်ပြီးတော့ဆရာလျန်နဲ့အဓိကတော့ဆရာလျန်နဲ့တွေ့တယ်ဆရာလျန်နေပြီးတော့မန်ပါဝင်ကြေးတာမန်ပါဘယ်လိုဝင်ရမယ်ပဲဘုရားကျောင်းရဲ့သွားတဲ့ပုံစံတွေဘယ်လိုရှိလဲတွေ့ရဟာတယ်ပြောပြတယ်ပြီးတော့ကျွန်တော်လည်းသူကလည်းပြောပြီးတော့အားနဲ့ရန်ကုန်မှာဘာလို့ဖြစ်လဲဆိုတော့မေးတော့ကျွန်တော်ရန်ကုန်မှာတော့ကျွန်တော်အသင်းတော်က ICC မှာ International Christian Center မှာဆိုတော့အမှ media လည်းလုပ်ဖြစ်တယ်ဆိုတာနဲ့ဟုတ်လားဆိုတာနဲ့ဒီမှာလည်း media လူလိုနေတယ်ဆိုတော့ media ကိုတစ်ချက်ပါဝင်ဖြစ်အားဖြစ်ပေးလို့ရမလားဆိုတာနဲ့ရတယ်ဆိုပြီးမှဆရာလည်းရဲ့အကူအညီကိုလက်ခံလိုက်တယ်ဆိုပါတော့အားနဲ့ media အသင်းကို MSC ရဲ့ media အသင်းကိုပါဝင်ဖြစ်ခဲ့တာက February လောက်မှာပါဝင်ဖြစ်ခဲ့ပါတယ်လို့မီဒီယာတင်းမှာပါဝင်မီဒီယာတင်းပါဝင်တဲ့အခါမှာကြုံတွေ့ရတဲ့အခက်အခဲလေးပြောပြပါဦးကြုံတွေ့ခါနေတော့ဟိုအဲ့ပါလေးပေါ့အခက်အခဲကိုတစ်ခုခုပြောပြပါလားထားပါတော့ကနောင်ကကြောင်းတစ်ဖက်နဲ့လေအဲ့လိုအဝေးကြီးလာရတယ်ဆိုတဲ့ဟာမျိုးလေးအဲ့လိုထည့်ပြီးတော့လေဥမာဒီခက်ခဲကြားတဲ့အနေမှာဆက်ပြီးတော့လှုပ်ဆောင်နေသေးတယ်ပေါ့နော်โอเคအဲ့လိုမျိုး message လိုချင်တာပါရမလားပြောလို့ရလားအဲ့လိုမျိုးโอเคမီဒီယာတင်းမှာကြုံတွေ့ရတဲ့အခက်အခဲလေးတွေပြောပြပါဦးအခက်အခဲကတော့တော်တော်လေးရှိတယ်တော်တော်များတယ်ပထမဆုံးက transportation ဆိုတာအခုကျွန်တော်ကျောင်းတစ်ဖက်နဲ့ဆိုတော့ဒီကျွန်တော်တက်နေတဲ့ကျောင်းနဲ့ဘုရားကျောင်းရှိတဲ့ဟာ trainer ဆိုရင်တနာရီကျော်တော့ကျွန်တော်သွားရတယ်တကျောင်းပြီးတော့ကျောင်းချိန်တခါကျတော့ဘာလို့လဲဆိုတော့ Sunday နေ့မှာ project တွေပါရှိတဲ့ခါကျရင် Sunday နေ့ကျရင်ဘုရားကျောင်းမှာသွားဖြစ်တဲ့ချိန်တွေရှိတယ်ပြီးတခါလေကျတော့လည်း transportation ကြောင့်ပဲနောက်ကျသွားတဲ့ချိန်တွေရှိတယ်အဲ့ဒါတကျောင်းပြီးဒုတိယတကျောင်းကကျတော့ဘာလဲဆိုတော့ကျွန်တော်ရန်ကုန်မှာလည်းမီဒီယာလုပ်တယ် but ဒါပေမဲ့ camera band ကျွန်တော်တိတ်မတော်ဘူးအဲ့program center PowerPoint ပဲကျွန်တော်အဓိကသွားတယ်ဒီမှာကျတော့ PowerPoint ကျွန်တော်တိတ်မကင်ဖြစ်ပဲနဲ့ camera ပိုင်း video editing ပိုင်းသွားတယ်ဆိုတော့နည်းနည်းတော့ challenging ဖြစ်တဲ့တကြောင် like ဘယ်လိုပြောမလဲအဲ့ aperture တို့ ISO ညှိတာတို့ပြီးဘယ်လို position မှာဘယ်လိုလူတွေဥမာ musician တွေကအချိန်မှာ worship တခြင်းစုံနေဆိုပြီးတခြင်းစုံနေပြီဆိုရင် worship leader ကိုရိုက်မှချိန်ရှိသလိုkeyboard တမားကိုရိုက်မှချိန်ရှိတယ်ထိုနည်းတကောင် drum တမားကိုရိုက်မှချိန်တယ်အဲ့ချိန်မှာတော့တိုင်ပင်တွေကတော့နည်းနည်းလွဲချော်တာအဲ့တခုတော့ရှိပါတယ်လို့ဟုတ်ကဲ့2025အတွင်းမှာကိုတိုးတက်လာတဲ့အရာတစ်ခုပြောပြပါဦး2025အတွင်းမှာတော့တော်တော်လေးတိုးတက်လာလို့ပြောမယ်ဘာလို့လဲဆိုတော့ဆွမ်းပြောသလိုပဲ video editing ပိုင်းကိုvideo ပိုင်းပေါ့ video ရိုက်ကူးရေးပိုင်းတော့တော်တော်လေးတိုးတက်လာတယ်ပြီးတော့ aperture တွေဘယ်လို position ဘယ်နေရာနဲ့ဘယ်လို position ယူရမယ်တကြောင်နဲ့အားလည်းတိုးတက်လာတယ်ပြီးတော့ဒါပဲโอเค2026အတွက်โอเคကြောက်ပြမယ်နော်2026အတွက်ကိုယ့်ရဲ့ vision လေးvision လေးကျန်တာဘယ်လိုပြော2026မှာလှုပ်ဆောင်မဲ့အရာတွေရှိလား2026မှာဘာတွေလှုပ်ဆောင်တော့ဖို့ရှိလဲကြီးမမီတော့ plan ဆွဲထားတော့မရှိသေးဘူးဒါပေမဲ့2026မှာတော့ကျွန်တော် German စကားကိုလေ့လာရှင်းတယ်ကျွန်တော်ကတော့ကျောင်းသားဖြစ်တဲ့လောက်ကျောင်းနဲ့ပဲကျွန်တော်ပြောရမှာဖြစ်ပါတယ် like ဆိုတော့ German စကားတော့လေ့လာတော့ဖို့ရှိတယ်ပြီးအားသလိုတရုတ်စာလေးလည်းလေ့လာပါမယ်ဒီ media ပိုင်းနဲ့ဆိုတော့ကျွန်တော်အခုokay မစရနေပြီးတော့တင်ချင်တာediting ပိုင်းနာမည်မ mention ဘာလဲမ mention ဒီ media ပိုင်းမှာတော့တင်ချင်တာကဟို video editing ပိုင်းအဲ့လိုပဲပြောလိုက် okay ဆိုတော့လက်စားမလားတော့ media ပိုင်းကနေစလိုက်ရမီဒီယာပိုင်းမှာတော့ကျွန်တော်တင်ချင်တာအဲ့ဒီနေစားမီဒီယာပိုင်းမှာတော့ကျွန်တော်တင်ချင်တာediting ပိုင်းပေါ့နော် like video editing ရှိမယ် photo editing ရှိမယ်ပြီးရင် poster editing ဆိုတော့အဲ့သုံးခုလုံးတော့ကျွန်တော်တင်ချင်တာဘာလို့တင်ချင်ရလဲဆိုရင်
ဆိုတော့ကျွန်တော်ပြောလို့ transportation တွေပါတယ်နဲ့ဆိုတော့ဘုရားကျောင်းလည်းမရောက်ဖြစ်တခါတည်းကြာတလားနေမှာတစ်ခါနှစ်ခါအဲ့လိုပဲရောက်ဖြစ်တယ်ဆိုတော့အဲ့ဒါထက်ဆိုင်ဥပမာphoto editing video editing တော့ကျွန်တော်တင်ထားတယ်ဆိုရင်ဗာပြောဘုရားကျောင်းမရောက်ဖြစ်တယ်အောင်မှာရိုက်ထားတဲ့တပ်ပုံတွေကိုဘုရားကျောင်းတွေပို့ပြဆိုကျွန်တော် editing ပြန်လုပ်လို့ရဘာလို့အဲ့လိုပြောဆိုဘာပဲပြောဒီတစ်နှစ်ပတ်လုံးဘာမှမလုပ်ပဲဘုရားဒါလည်းဘုရားမှုတော်ဆောင်တာပဲဆိုတော့ဘာမှမလုပ်ပဲနဲ့အချိန်ကုန်တဲ့ဆိုင်တော့ဘုရားရဲ့အမှုတော်မှာတစ်ခုခုတော့ပါဝင်ခြင်းတယ်အဲ့ဒါကြောင့်ပါ2000ဖះကိုကြီးစုတော်ချီးမွမ်းခြင်းတဲ့အရာပေါ့နော်2025တွန်းဖះကိုချီးမွမ်းခြင်းတဲ့အရာဆိုတော့ရှိတယ်2024อ่ะပေါ့2025ဆိုလည်းဟုတ်တယ်ဒါပေမဲ့ကျွန်တော်2024ကိုသွားခြင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်မြန်မာပြည်လည်းတည်ရတဲ့ကိုဗစ်တွေအာဏာတွေဖြစ်တယ်အာဏာတွေဖြစ်တော့ပိုဆိုးတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒီမလေးရှားကိုပြန်စဉ်းစားမယ်ဆိုရင်အရာအလုံးကဘုရားရဲ့ plan တွေထဲမှာပဲကျွန်တော်လူသားတွေသွားနေတာဖြစ်တယ်။ like 2024မှာဆိုကျွန်တော် US visa တွေဖြည့်တယ်ကြားတယ်ဗီယက်နမ်မှာဖြည့်တယ်ကြားတယ်မြန်မာပြည်မှာလည်းဖြည့်တယ်ကြားတယ်ဒါအဲ့ဒါနဲ့ကိုရီးယားတွေလည်း join တယ်ဂျပန်တွေလည်း join တယ်ဒါပေမဲ့လည်းဘုရားအလိုတော်မရှိဘူးနောက်ဆုံးတော့မလေးရှားကိုရောက်လာတယ်အဲ2024မှာအမှန်တကယ်ဆို2024မှာတစ်ခါရောက်သေးတယ်2024မှာတစ်ခါရောက်လာတယ်အဲအလုပ်လုပ်မယ်ဆိုပြီးရောက်ချလာတယ်ဒါပေမဲ့အလုပ်အကြောင်းမျိုးကြောင့်အဆင်မပြေဘဲနဲ့ပြန်သွားတယ်ဒါပေမဲ့လည်းဖျားရှင်ကနေပြီးတော့သူရအမှုတော့ဆောင်ဖို့ဒီမှာပဲဖြစ်ထားလားလိုက်ဘယ်လိုပြောမလဲဖျားသာသနာပို့ချက်ပြန်စီချင်တာလားတော့မသိဘူးဒီမလေးရှားပြန်ပို့တယ်2025မှာပြန်ပို့တယ်ဆိုနေပေါင်းခေါင်းစဉ်နဲ့မင်းခွန်းနဲ့အဖျားလွဲနေတယ်လို့โอเคပြန်ပို့โอเคဟို2025မှာပြန်ပို့တယ်ပြီးတော့ဟောပေါ့ဒီအတော်တွင်းမှာဖះတခင်ကလမ်းပြပေးရပါတော့ကျောင်းကိုလည်းကျောင်းတက်ဖို့လည်းအခွင့်အရေးပေးပြီးတော့ပါပေါ့ကွာတော်တော်ဟောပါလေပြောလားကျောင်းမှာလည်းအဆင်ဟောပါကွာနည်းရှည်သွားမလားတော့ပြောတူဒါပေမဲ့ရှည်သွားလဲโอเคဖြစ်မှာပဲเนาะနည်းနည်းဖြတ်လို့ရတယ်โอเคအဲ့ဆိုပြောလိုက်ပါကွာရပြောလိုက်ပြစာပြောအစပဲပြန်ပြောလိုက်အစပဲပြန်ပြောလိုက်2024ကိုပြန်သွားခြင်းလဲဆိုရင်2024ကိုပဲကျွန်တော်သွားခြင်းတယ်ဘာလို့ဆို2024မှာ visa တွေဖြည့်တယ် reject ဖြစ်တယ် US visa တော်တော်များအဲ့တော့ဖြည့်ချဆို reject ဖြစ်တယ်ထားနဲ့ကျွန်တော်ဂျပန်စာရေးလေးလာတယ်ကိုရီးယားစာရေးလေးလာတယ်နောက်ဆုံးမှကျတော့ကျောင်းထဲကကျွန်တော်နဲ့ကြားတယ်ဆိုတော့ပြင်နိုင်ငံရေးကလည်းဖြစ်နေတယ်အလျောက်အဲ session နဲ့16ထင်တယ်16နဲ့35ကြားတွေခေါ်နေဆိုတော့အဲ့နဲ့ချက်ချင်းမလေးရှားကိုကျွန်တော်2024မှာတစ်ခါလာတယ်လာတော့တစ်ခေါက်ရောက်လာသေးတယ်ရောက်လာတော့အမှလုံးဖို့ပဲဆိုပြီးတော့ကျွန်တော်ရသွားတယ်အလုပ်ကဒါပေမဲ့အဲ့အလုပ်ကအစတော့ကဲအတွင်းလို့ပြောထားတယ်တို့ပေမဲ့ကဲအတွင်းမှာများပဲနဲ့အဲ့နည်းနည်းချောင်ဝေးတဲ့နေရာမှာရောက်သွားတော့အဆင်မပြေတော့အိမ်ကိုပြန်ဖို့ဖြစ်သွားတယ်ကံကောင်းတာအဲ့မှာတော်တော်ကျေးဇူးတင်တာတကွာကျွန်တော်ပြန်တဲ့ညမှာပဲ operation ဝင်သွားတယ်ကျွန်တော်ကတိုးလေးလို့ကွာနှမို့ဆိုကျွန်တော် passport တက်တန်းရှိသေးတယ်ကွာရှိသေးရဆိုတော့ O သမားနဲ့ passport တက်တန်းဓမ္မရှိဓမ္မနဲ့နှစ်ယောက်ဆိုရင်တော့ passport တက်တန်းရှိတဲ့သူတွေတန်ကျေးလက်ဆောင်ရတယ်ပြီးရင်ဘယ်လိုပြောသူတို့ camp လဲဝင်ရအောင်မလို့ကြားထားတယ်ဆိုတော့ကျွန်တော် passport တက်တန်းအခုမှ4ရက်အဲ့တော့4ရက်လာပဲရှိသေးတာဆိုတော့တော်လေးကိုကန်ကောင်းသွားတယ်အဲ့ပြန်တဲ့ညမှာပဲတကယ်ချင်းတော့အဲ့လုံးခဲ့တဲ့တော့ဆိုရင် operation တက်ဝင်သွားတယ်ကျွန်တော်ကတိုးလေးလွတ်သွားတယ်အမှတင်ဖျားကိုကျေးဇူးတင်တယ်ပြီးတော့အဲ့ဒါနဲ့ဘာဆက်ဖြစ်လဲဆိုတော့ရန်ကုန်ပြန်ရောက်သွားတယ်ရန်ကုန်ပြန်ရောက်ပြီးတော့လုံနေကြတိုင်းပဲကိုရီးယားပြန်လုံမယ်ဆိုပြီးပြန်ဖြစ်တယ်အမှဘာတွေဟိုဖြစ်သွားလဲဆိုတော့အဲ့ US program မှာပဲဒီ India ကနေပြီးတော့မလေးရှားမှာကျောင်းတက်မယ် US program AUB program ဆိုတာထွက်လာတယ်အဲ့ဒါနဲ့ဘာပြောတာတက်လိုက်ကောင်းမလားမတက်ရင်ကောင်းမလားစဉ်းစားတယ်ရုပ်စဉ်းစားနေတဲ့အချိန်မှာပဲအဲ့ဘာလဲဘာဖြစ်ဘုရားရဲ့အလိုတော်တိုင်းမှာပဲဆိုပြီးရှောက်လိုက်တယ်ဒါပေမဲ့ကျောင်းကလည်းစက်တက်ဖို့ကျောင်းတက်ဖို့အကုန်လုံးစင်တင်ဖြစ်သွားပြီးတော့အစတော့ဒီပလိုမာတက်ချင်တာဒီပလိုမာဆိုနှစ်ပဲကွာနှစ်ပဲဆိုတော့ဒီပလိုမာကိုတက်ချင်တယ်ဒါပေမဲ့အမေကနေပြီးတော့ဒီပလိုမာတက်ချင်တယ်ဒီပလိုမာတက်မယ်ဆိုရင်2025 March လလောက်မှာထွက်ရမှာဆိုတော့အမေကဒီပလိုမာတော့မတက်နဲ့ဒီဂရီပဲတက်နိုင်ငံကြီးကဘာဖြစ်မလဲမနေ့ဖြစ်မယ်ဘာဖြစ်မလဲပြောလို့မရဘူးအားကြောင့်ဒီဂရီပဲတက်လိုက်ဒီဂရီကကျတော့ January 6 ရက်နေ့ဖွင့်မှာဆိုတော့အမေစကားနားထောင်လို့ဘာပြောမိဘစကားနားထောင်တော့အမှမရှိဘူးလေဆိုပြီးတော့အမေစကားပဲနားထောင်ပြီးတော့ January intake ပဲယူတယ် January intake ယူရဆိုတော့ပြောလို့3ရက်နေ့ကရောက်သွားတယ်ပြီးတော့10ရက်နေ့လောက်လာ10ရက်နေ့လောက်ဖြစ်မယ်ထင်တယ်အမေနဲ့စကားညမှာစကားပြောတော့နင်းမ
လေးရှားရောက်သွားတာပဲကောင်းတယ်တဲ့ကန်ကောင်းသွားတယ်တဲ့ဘာလို့ဆိုလမ်းလူကြီးကနေပြီးတော့ဗာလဲစစ်တပ်စူဆောင်းရေးဆိုပြီးနေနာမည်နဲ့ခေါ်လာတယ်တဲ့အဲ့မရှိဘူးပြောတာမယုံဘူးတဲ့အဲ့နဲ့တောင်းစားစားတယ်ပြတော့မှယုံသွားတယ်ဒါပေမဲ့ပြောကျင်းသွားတယ်လို့ပြောတယ်ဗာလဲပြန်လာတဲ့အချိန်ဥမာမြန်မာပြည်ပြန်ရောက်တဲ့ချိန်တော့တခါတည်းလေဆက်နေဆွဲပဲဘာညာအဲ့လိုတော့ပြောသွားတယ်လို့ပြောဒါပေမဲ့တော်လေးကိုကန်ကောင်းသွားတယ်ကျွန်တော်မဆိုကျွန်တော်ကအခုချိန်လောက်ဆိုမလေးရှားမှာမဟုတ်ဘဲနဲ့ပြောလို့မျိုးစစ်သားတက်စူဆောင်းရေးထဲပါနေပါသွားနိုင်တယ်ဒါမှမဟုတ်လဲတခြားတနေရာရောက်လည်းရောက်သွားနိုင်တယ်အဲ့လိုမျိုးအဲ့တော့ပြောတော့တော်တော်ကျေးဇူးတင်တယ်ပြီး2025တနှစ်ပတ်လုံးလည်းအိုချင်းတာချင်းမရှိဘူးအခုကျွန်တော်ဆိုရင်2025ဇန်နဝါရီမှာမလေးရှားစရောက်တယ်အခုဒီဇင်ဘာအခုဆိုရင်2026ဇန်နဝါရီ10ရက်17ရက်လောက်တော့ရှိနေပြီဆိုတော့ကျွန်တော်တန်ချမ်းမှာပဲကျေးဇူးတော်ကြောင့်အဲ့ဒါကိုလည်းဖျားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်လို့ nice okay ရန်ကောင်းတယ်ခိုင်နော်ခိုင်ဟိုက surprise မျိုးကိုနေနေလား no ဘီအားဆိုတော့ကြောက်ပါပြီ မကြောက်ပါနဲ့ easy ပါကိုကျင်လည်တဲ့နေရာနေပဲမင်းပါ okay ဟိုဒီမှာကြောင်းတက်တယ်ဆိုတော့ဘောနော်ကြောင်းတက်ချင်တဲ့လူငယ်တွေကိုပါကြံပေးခြင်းလဲကြောင်းတက်နေတဲ့ကလေးတွေတော့ကြံပေးချင်တာတော့ဟုတ်ပါတယ်ငွေကတော့ကိုရီအသက်ရှင်နေကြငွေကတော့လုံးပန်းပြီးရှာနေရမှာပဲဒါပေမဲ့ပညာဆိုတာတော့စကားပုံတော်ရှိတယ်ပညာဒီလိုပညာအိုဗါလဲပညာလို OD မရှိပညာလို OD မရှိဆိုလို့ပညာတော့ဆက်လက်တင်ကြွcontinue ဆက်လက်ပြီးတော့တင်ကြားသွားစေချင်တယ်ငွေကတော့ကျွန်တော်10တန်းတော့ဆရာပြောလို့မင်းအလုပ်မင်း10တန်းဆက်ဖြေမလားဒါမှမဟုတ်မင်းအလုပ်လုပ်ပဲလုပ်မလားအလုပ်လုပ်မယ်ဆိုလူတွေကတေတဲ့အထိအလုပ်ပဲလုပ်နေရမှာကွာပညာဆိုတော့မင်းအသက်ဘယ်သူပဲပြောအသက်ရွယ်ကန့်တတ်တော့ရှိတယ်ဥမာအရန်လုပ်လို့30ကျော်သွားပြီဆိုကိုရီအုံတော့မညံဗါလဲကိုရီအုံတော့မညံမလိုက်နိုင်တော့ဘူးကွာဆိုတော့အဲ့ချိန်ကျရင်တကြောင်မလိုက်နိုင်တာတကြောင်ပြီးတော့တက်လာတဲ့လူငယ်တွေနဲ့ကလေးတွေနဲ့ကိုက challenge ဖြစ်နေရတော့မှတကြောင်အမှကိုက idea တက်ပါတယ်မထွက်နိုင်ဘူးဆိုအမှကိုကအမြဲတမ်းနောက်ကျကြတယ်မှာဆိုတော့ပညာကိုပဲအရင်ဦးစားပေးစားစေချင်ပါတယ်လို့လူငယ်တွေပေးစေချင်တာတော့ငွေကတော့ကိုက talent တခုခုရှိမှအနောက်ငွေရလိုက်လာမှာဖြစ်ပါတယ်ငွေကိုပဲအရင်မရှာကြပါနဲ့လို့တော့ပြောချင်ပါတယ်လူငယ်တွေပဲပေါ့နော်လူငယ်တွေပဲဟောတကယ်လို့သူတို့ကအနေကနည်းနည်းဟောဖြစ်ပါ okay နော်ဟာလေအတင်းတော်တွင်းကားပေါ့နော်ဟိုဒီဗီဒီယိုကြည့်နေမဲ့လူတွေဥမာကျွန်တော်တို့ live streaming ကိုပဲကြည့်နေတဲ့လူတွေပဲဖြစ်ပါတော့ကျွန်တော် media ကိုokay အဲ့လိုပြော MSC media ကိုကြည့်နေတဲ့မိဘပြည်သူတွေပါမိဘပြည်သူရခဲ့ရ okay MSC media ကိုကြည့်နေတဲ့ဟိုယုံကြည်သူညီကောင်မောင်နှမတွေကို okay ခံ MSC media ကိုကြည့်နေတဲ့ယုံကြည်သူမိသားစုဝင်တွေကိုဘာများပြောချင်လဲဘယ်လိုပြောလဲokay အဲ့ဒီမှာဘယ်လိုဖြစ်မလဲဆိုတော့ဒါပါတော့ကလေးတွေပညာရေးကိုပြောစေချင်တာမဟုတ်ကလေးပညာရေးမဟုတ်ဒီကျွန်တော်တို့ရဲ့ production နဲ့ဆိုင်ပြီးပြောမှာဒါပါတော့ကျွန်တော်တို့ဒီ production ကတချို့နေရာလေးတွေမှာလိုတာတွေတော့ရှိမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့စူးစမ်းနေတယ်ဆိုတော့ message မျိုးအဲ့လိုမျိုးကျွန်တော်အဲ့လိုလမ်းကြောင်းပေးရတော့ဒါပေမဲ့တခြားပြောချင်တာရှိနေတော့ပြောနော်ဒါပေမဲ့အဲ့လိုပြောလို့ရတယ်လို့ကျွန်တော်လမ်းကြောင်းပေးတာထားပါတော့ကျွန်တော်တို့ဒီနှစ်မှာလည်းပိုကောင်းအောင်စူးစမ်းနေပါတယ်ပေါ့နော်โอเคပြီးခဲ့တဲ့နှစ်မှာတော့ဒါမျိုးလေးလိုအပ်ချက်တွေရှိခဲ့တယ်ဒါပေမဲ့လာမယ့်နှစ်မှာကျွန်တော်ပြင်ဆင်သွားမယ်ဆိုတဲ့ဟာမျိုးပေါ့နော်โอเคပြီးတော့သူတို့ကျေးဇူးတင်ကြောင်းပေါ့နော်မကောင်းပေမဲ့ကြည်ပေးတဲ့ဆိုကျေးဇူးတင်ကြောင်းဆိုတာပေါ့နော်ရမလားရတော့ပါโอเคပြောကြည့်တော့ပြောကြည့်မယ်နော်โอเคMSC media ကိုကြည်နေတဲ့ယုံကြည်သူမိသားစုဝင်တွေကိုဗာများပြောချင်တယ်MSC ယုံကြည်သူမိသားစုဝင်တွေကိုပြောချင်တာကတော့ကျွန်တော်အနေနဲ့ဆိုတော့ကျွန်တော်အခုမီဒီယာကဏ္ဍမှာလှုပ်ဆောင်နေတယ်မီဒီယာကဏ္ဍမှာလှုပ်ဆောင်နေဆိုတော့အမားယွန်းတချို့လေးလည်းရှိတယ်ဘယ်လိုလဲဆိုတော့စာရန်prison worship တက်တဲ့ခါကျရင်တချင်းဆိုတဲ့ prison worship အချိန်ကျရင်စာရန်ထိုးနောက်ကြတာတော့ပြီး live ကနေပြီးတော့အတန်မလာတာတော့ပြီး live ကနေပြီးတော့ထစ်တာတော့ live ပြတ်သွားတာတော့ရှင်လဲကျွန်တော်တို့ဘက်ကအနှုံညွတ်တောင်းပန်ပါတယ်ပြီးတော့ကျွန်တော်ဒီ2026မှာ2026ခုနှစ်ထဲမှာပဲကျွန်တော်အကောင်းဆုံးစူးစမ်းသွားကြမှာပါလို့ပြောရင်းနဲ့ MSC ရဲ့မိဘပြည်သူညီကိုယုံကြည်သူမောင်နှမများကိုလည်းကျေးဇူးတင်ပါတယ်လို့စိတ်ရှိရှိနဲ့ကြည်ပြီးโอเคနောက်ဆုံးလေးပြန်ပြောလား MSC ယုံကြည်သူမိသားစုဝင်တွေအားလုံးကိုကျေးဇူးတင်ပါတယ်MSC ယုံကြည်သူမိသားစု
အားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ နေဘာမေးလို့ရအောင် ကဲ personal ကိစ္စဖြစ်ပြီတော့အဲ့လေ personal ကိစ္စ လွတ်ထားလို့ personal ကိစ္စမေးအများကြီးတင်လို့မဖြစ်ဘူးဆိုတော့ဒီအတင်းတော့ page ပဲတင်မှာဆိုတော့လေ ဟုတ်ဟုတ်ပါတယ်နော် personal ကိစ္စမေးရှင်းနေရတယ်အဲ့လေ okay မီဒီယာတင်းကိုအတစ်ဝင်လာအတစ်မီဒီယာတင်းကိုဝင်လာခြင်းနဲ့ညီကိုတွေတော့ဘာများပြောချင်လဲဝင် okay တစုံတစ်ယောက်ကကျွန်တော်မျိုးကိုနည်းနည်းလဲမယ်နော်တစုံတစ်ယောက်ကမီဒီယာတင်းကိုဝင် okay တစုံတစ်ယောက်ကမီဒီယာတင်းမှာဆက်ကတ်ချင်တယ်ဆိုရင်ဟောဘာများပြောချင်လဲ မီဒီယာတင်းဟိုလာမဲ့ကလေးတွေပေါ့လာမဲ့ကလေးတွေမီဒီယာတင်းကိုစက်ကတ်ချင်တယ်ဆိုရင်ကျွန်တော်ပြောချင်တာကတော့စိတ်ရှည်ပါလို့ဘာလို့လဲဆိုတော့မီဒီယာဒီလိုမီဒီယာတင်းလောကဆို technology နဲ့အရန် familiar ဖြစ်ဖို့လိုတယ်တကြောင်ဆိုတော့ကိုကအရန် furious တမားဆိုရင်တော့လုံးဝဘုံတိုင်းဆိုတော့အဆင်မပြေဘူးပေါ့နော်ဆိုတော့စိတ်ရှည်ပဲနံပါတ်1စိတ်ရှည်ပါနံပါတ်2ဖျားနဲ့အချိန်ယူပါအဲ့တဲ့အချိန်ယူပါလို့ပို့ပြောချင်ပါဆိုတခါကျရင်ကိုရီးယားလူစိတ်ဆိုတော့ကိုရီးယားထိန်းနိုင်တဲ့အရာလည်းမဟုတ်ဘူးဖျားနေပြီးတော့ကောင်းကြည့်ပေးဖျားရဲ့တွန်တင်ဆုံးမလမ်းပြမှုမပါဘူးဆိုတော့လူကိုရီးဆိုတာလူတွေဆိုတာခဏဘယ်လိုပြောမလဲဒေါတာပေါက်ကွဲလွယ်တဲ့အမျိုးဆိုတော့ဗျာဆိုတော့မီဒီယာတင်လာမဲ့ကလေးတွေလည်းစိတ်ရှည်ပါပြင်ဖျားနဲ့အချိန်ယူပါဖျားနဲ့နီးကပ်ပါပြီးတော့ကိုယ့်ရဲ့ senior တွေကိုလည်းလေးစားပါပြီးတော့ senior တွေဘာပြောအဖြစ်မယူပါနဲ့လို့ senior တွေတခါတွေကြောက်လဲစိတ်ဆက်တာတွေပါတယ်ရှိခဲ့တယ်ရှိတော့စိတ်ရှည်နဲ့နားလည်ပေးလိုက်ပါလို့ပြီးတော့လဲ junior လေးတွေကိုယ့်ရဲ့အောက်က junior လေးတွေရှိခဲ့တယ်ဆိုရင်လဲ junior လေးတွေကိုလည်းအဖြစ်မယူဗါလဲရှေ့က senior တွေလို့မလုပ်ဘဲနဲ့ junior လေးတွေလည်းတေချာလေးတွင်တင်ဆုံးပါပါလို့တနေ့ကျချစ်ခင်ကြပါလို့ပြောချင်ပါတယ် okay ရိုက်ဒီတော့ပဲကျေးဇူးတင်ပါတယ်ဆိုတော့တစ်ချက်ပြောရအောင် okay ဆိုတော့အားလုံးကျေးဇူးတင်ပါတယ် bye bye